ချမ်းခဲ့အကြောင်းတွေကစာသင်ကုန်လေးတန်းကမင်းနဲ့မဲ့လေးရေးချစ်ခဲ့တာခဲတဲ့ချွန်နေတာလေးနဲ့မင်းကြောင့်မတက်တော့ငါလည်းအတူကြောင်းပြေးခဲ့တဲ့တောက်ကြနေလေနေရတောင်းချောင်းပိတ်သွားတဲ့ကြောင်းပြန်ပွင့်တော့မင်းမျက်နှာမတွေ့ကျမရင်မကောင်းဘူးတဲ့လို့သူငယ်ချင်းကမေးလိုက်တယ်သူမရှိတဲ့ကြောင်းကလေးတဲ့ကျွန်တော်တရားဥတွေ့ရှိနေတာလားရှေ့ဆုံးမှဆရာမကစာတင်နေလဲစိတ်ပါခဲ့တာကြတင်ပေါင်းလေးကိုကြည့်ပြီးနေကြောင်းလေးတွေ့နေခဲ့တာရောက်တော့စားလည်းမလုံးနိုင်နောင်နေစွန်နေကြောင်းလာပါမလားဒီလိုနဲ့တွေ့ရင်မျက်လုံးတွေမိတ်ခဲ့နောင်နေမနဲ့ချောင်းနိုင်ရင်တို့ရေချိုးပြီးကြောင်းသွားမယ်လို့ပြေးလိုက်ဘူးတော့မဆောင်တော့ဘူးငါကြောင်းမှုဆိုဒီရောက်နေလို့လွယ်နီလေးမြဲလွယ်ထားတဲ့ကောင်မလေးတယောက်ကိုတွတ်ဆောင်ခဲ့တဲ့နေ့ရကလေးကျွန်တော်မေးလို့မရနိုင်ကြည်နူးခဲ့ဦးတဲ့ပြုံးတဲ့တနက်ကားလေးလေခင်ဘူးတဲ့မင်းနဲ့ငါရဲ့ခင်မမှုလေးနေရတန်စကားတွေပြောပြီးစင်တက်ခြင်းလဲမဖြစ်နိုင်တဲ့ကောင်မလေးကိုမချင်းကခြင်းတဲ့တငယ်ချင်းများဝိုင်းတာခဲ့လည်းမရတဲ့ချင်းများစွာတခါလောက်တော့မစ္စာရည်တဲ့ပေါ်ဝင်လေးငါပြခွင့်ရှိမလားသာတင်ရင်ကိုကြည့်ခဲ့တဲ့မင်းမျက်နှာလေးပဲအရာတင်ချင်တာဒီလိုချစ်ကမင်းလေးစာရည်တဲ့စောက်လေးတဲ့ပေါ်လွင်နေတဲ့စာလုံးလေးလိုပါဒီငိမ်နဲ့မြင်ရပုံစံဆွဲရမိတာပါတရားလေးကတန်ခဲ့တာကြောင်းတွေကစာသင်ကုန်လေးတန်းကမင်းနဲ့မဲ့လေးရေးချစ်ခဲ့တာခဲတဲ့ချွန်နေတာလေးနဲ့မင်းကြောင့်မတက်တော့ငါလည်းအတူကြောင်းပြေးခဲ့တဲ့တောက်ကြနေလေနေရတော့ကြောင်းပိတ်သွားတဲ့ကြောင်းပြန်ပွင့်တော့မင်းမျက်နှာမတွေ့ကျမရင်မကောင်းဘူးတဲ့လို့သူငယ်ချင်းကမေးလိုက်တယ်သူမရှိတဲ့ကြောင်းကလေးတဲ့ကျွန်တော်တရားဥတွေ့ရှိနေတာလားရှေ့ဆုံးမှဆရာမကစာတင်နေလဲစိတ်